ရက်ချင်တော့ချင်ငံဆက်လေးလှုပ်စားကြရအောင်ဒါကတော့တရက်ချင်ကို ready made ထုတ်ပဲတုံးထားတာပါတရက်သီးစိမ်းကိုကိုယ်တိုင်ချစ်ပြီးတုံးမယ်ဆိုလဲဒီနည်းအတိုင်းတုံးလို့ရပါတယ်အရင်ဆုံးတရက်ချင်တွေကိုတေချာဆေးပြီးရေစင်အောင်ညှစ်ချထားပါကျက်သွန်ဒီ3လုံးလောက်ပပလီပြီးရေဆေးပြီးစစ်ထားပါတရက်ချင်စတုပ်ဖို့ပြင်ဆင်ပါမယ်ပကံထဲကိုပါဝင်ပစ္စည်းတွေထည့်မယ်ကျက်သွန်ဒီထည့်မယ်နန်းနံပင်ထည့်ပါမယ်ပြီးရင်တော့ပဲမှုတ်ထည့်မယ်ငံပြာရည်နည်းနည်းထည့်ပါမယ်တကြားထည့်မယ်ပြီးရင်အရသာမုတ်လေးနည်းနည်းထည့်မယ်ပေါ့နော်စီထည့်မယ်စီကနှမ်းစီမွေးလေးတုံးထားတယ်အဲ့ဒါဆိုပိုကောင်းတယ်အချက်မုတ်ထည့်ပါမယ်ငရုတ်သီးစိမ့်ကြိုက်ရင်လည်းလှီးထည့်လို့ရပါတယ်ဒါဆိုရင်တော့နှမ်းဆက်လေးနယ်လို့ရပါပြီဒီနေရာမှာစားမသုံးဆိုတာကနောက်ပိုင်းအရသာလိုတဲ့အခါမှာလူတို့ပိုလျှော်လုပ်ဖို့အတွက်စားလေးကိုနောက်ဆုံးမှလိုအပ်ရင်ထည့်ပါနော်နှမ်းဆက်အောင်လို့စိတ်ရှိရှိနဲ့ဖိပြီးနယ်ပေးပါအရသာကတော့မိမိစိတ်တိုင်းကြလူတို့ပိုလျှော်လုပ်ပါနော်ဒီနီးတိုင်းလေးတုပ်ဆိုင်လည်းအရန်စားကောင်းပါတယ်ဒီလိုလွယ်ကူရိုးရှင်းတဲ့အစားအစာလေးတွေအပြင်ကိုချက်ပြုတ်နည်းလေးတွေပါအကောက်ထဲမှာတင်ထားပေးတာမို့အကောက်ကို follow နှိပ်ပြီး YouTube မှာလည်း subscribe လုပ်သွားပေးကြအောင်နော်နောက်ထပ်ဘာလေးတွေချက်ပေးရမလဲဆိုတာလည်းမှန်းခဲ့ပေးပါဦးဒီလိုတရက်ချင်လေးကိုရေနွေးပူလေးနဲ့တွဲတောက်လို့ရတယ်လို့ပဲဟင်းလေးချက်ပြီးတော့လည်းထမင်းနဲ့စားနိုင်ပါတယ်ဒါဆိုရင်တော့နောက်ဗီဒီယိုတွေမှာပြန်ဆုံမယ်ရှင်အားလုံးပဲတတာ